အားလုံးပဲမင်္ဂလာပါခိုင်ရမှာရှိတဲ့လေယာဉ်လဲဆက်ပန်ကာနေရာကြတော့ဘန်ကောက်ကနေပြီးဆိုတော့3နာရီလောက်လာရပါတယ်ခိုင်ရမှာဆိုရင်တော့နာမည်ကြီးနေရာတွေထဲကတစ်ခုပါဒီကကြတော့ဆက်ပိန်နေပြီးတော့ပေါ်ကနေပြီးတော့မြင်ရတဲ့မြင်ကွင်းအရန်ကိုမိုက်ပါတယ်ပေါ်ကနေပြီးတော့လေကောင်းလေသက်ကိုဝါရီတဝါရီခံစားရမယ်ခိုင်ရမှာကြတော့လေပတ်စံနေရာတွေအများကြီးရှိတယ်ဒီပန်ခင်းတွေတိုးချန်တွေအီတလီဆောက်ဦးတွေပြီးတော့တချို့ရေတံခွန်နေရာတွေလည်းရှိပါတယ်နေရာတွေကတော့အများကြီးရှိတယ်တနေရာနဲ့တနေရာကတော့ဝေးတဲ့နေရာတွေရှိတယ်ကိုကလည်းပတ်မစင်နီးတဲ့နေရာတွေရွေးပြီးလာမှဆိုတော့ပို့ပြီးတော့အချိန်ပိုရပါတယ်ဒီနေရာကြတော့ဒီမနက်ပိုင်းချိန်နဲ့ညနေပိုင်းချိန်လာကြတာများတယ်ဖွင့်တဲ့ချိန်ကြတော့ဒီမနက်6နာရီကနေတော့ည6နာရီထိဖွင့်ပါတယ်ပေါ့နော်ဒီပေါ်မှာဆိုရင်စားသောက်ဆိုင်တွေထမင်းဆိုင်တွေကော်ဖီဆိုင်တွေဒီမှတ်တရရောင်းတဲ့ဆိုင်တွေလည်းရှိတယ်စက်ပိန်ငားတဲ့နေရာတွေကြတော့ဒီစက်ပိန်ရောကားလည်းငားလို့ရတာပေါ့နော်စက်ပိန်ကြတော့တစ်ယောက်ကို40ဘတ်ပေးရတယ်ဒါ2ယောက်စီးစင်တော့80ဘတ်ပေးရတယ်ပေါ့နော်ချဲတော့မတက်မှတ်ထားဘူးကားကြတော့နိုင်ဝက်ကို200ပေးရတယ်တနားရီစင်တော့400ဘတ်ပေးရပါတယ်ကားငါးမစင်တော့ဒီ passport စာအုပ်တော့တို့ယူထားတယ်ပေါ့နော်ကားပြန်လာပေးတဲ့ခါကျရင်ပြန်ပေးလိုက်မယ်ဒီရေကန်ပေါင်တစ်ဝက်ကိုပဲစက်ပိန်တွေကားတွေနဲ့စီးသွားလို့ရတာပေါ့နော်ဒီတစ်ဝက်ကိုပဲစက်ပိန်နင်းပြီးစီးလို့ရတယ်တချို့သူတွေစင်တော့လမ်းလျှောက်ပြီးသွားတဲ့သူတွေလည်းရှိတယ်ဒီကိုလာမစင်တော့ဒီမနက်ပိုင်းနဲ့ညနေပိုင်းလာဖို့အကြံပေးတယ်နေ့လယ်ပိုင်းဆိုတော့နေသားပူပါတယ်ဒီစက်ပိန်စီးတဲ့နေရာမှာဆိုရင်ဖျားရှိခိုးတဲ့နေရာလည်းရှိတယ်ခေါင်ရကိုရောက်ရင်ဒီနေရာလေးကိုလည်းလာလဲဖို့ပြောချင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်ဘိုင်ဘိုင်